စွာဘုရားလူတို့ရဲ့အခြေခံကိုယ်ကျင့်တရားတွေကိုခုလို17မျိုးဟောပြတာပဲဖြစ်တယ်နော်သူများပစ္စည်းနံပါတ်1သူများပစ္စည်းမခိုးရဘူးနံပါတ်2နော်လိမ်မပြောရဘူးနံပါတ်3ယာတုဂုံသိမ်းစည်းစိမ်ဥစ္စာရရှိလာတဲ့အခါမှာမရစ်မှုရဘူးနံပါတ်4တရားသဖြင့်ပစ္စည်းဥစ္စာကိုရှာဖွေရမယ်နော်နံပါတ်5ကောက်ချစ်ဆင်းနေတဲ့နည်းနဲ့ပစ္စည်းဥစ္စာမရှာရဘူးနံပါတ်6နော်ပစ္စည်းဥစ္စာတွေရလာတဲ့အခါမှာဒီရှင်မှုမေးလျော့ခြင်းမလုပ်ရဘူးမရှင်မှုရဘူးတို့ဆိုလိုတယ်နံပါတ်9စိတ်ဓာတ်တည်ငြိမ်မှုရှိရမယ်နံပါတ်10ယုံကြည်မှုခိုင်မြဲရမယ်နံပါတ်3ကိုယ်တယောက်တည်းကိုဘယ်တော့မှမသုံးပါနဲ့အများနဲ့မျှဝေပြီးကိုမိသားစုနဲ့မျှဝေပြီးကုသိုလ်ကောင်းမှုလုပ်ပြီးတော့လုပ်ပါကိုယ်ရှာထားတဲ့ပစ္စည်းဥစ္စာကိုကုသိုလ်ကောင်းမှုလုပ်ပါနံပါတ်10မျက်မှောက်မှာပဲဖြစ်စေ၊ကွယ်ရမှာပဲဖြစ်စေသူတော်စင်သူတော်မြတ်တွေကိုတွားပြီးတော့မပြစ်မှားမိပါစေနဲ့ပြစ်မှားတဲ့အလုပ်ကိုမလုပ်ပါနဲ့နံပါတ်17ပြောတဲ့အတိုင်းလုပ်တဲ့အတိုင်းပြောဆိုတာဒါလူတွေအတွက်အခြေဝတ်စားဆင်ရမှုနဲ့ပတ်သက်တဲ့အခါမှာရှေးတုန်းကမြန်မာအမျိုးသမီးတွေဟာသပင်းရှည်တံကိုဂုံယူတယ်ဒီနေ့တော့စန္ဒိုခုတ်ဝဲနော်စန္ဒိုပြီးတော့ခုတ်ကိုဝဲနေမှာအခုခုတ်ပေါ်တော့သိမ့်မဝဲချင်တော့ဒီလိုပြောင်းလဲလာတဲ့အနေအထားတွေရှိတယ်ပေါ့မြန်မာတွေရဲ့ဝတ်စားဆင်ရမှုယောက်ျားတွေဆိုတောင်ရှည်ပစိုးကနေပြီးတော့အခုအတူတောင်တူပစိုးပေါ့ဒါတွေဝတ်လာအမျိုးသမီးတွေကြတော့လဲသမီးဝတ်အခုကြတော့ဘောင်းမီရှည်တွေဝတ်လာကြဝတ်လာတဲ့အခါကျတော့ဒါယဉ်ကျေးမှုတွေပြတ်တယ်လို့ပြောလို့ရအောင်လားဆိုမရဘူးဒါလဲစတိုင်ပြောင်းတာလို့ပဲပြောမှာနော်ခါချမဟုတ်ဘူးစတိုင်ပြောင်းတာလှကျင်လို့လုံးကြတာဆိုတော့လှပါစေပေါ့နော်အယုတ်ဆိုးအောင်တော့မဖန်တီးကြပါနဲ့ယဉ်ကျေးမှုဆိုတဲ့အယူဆွဲနဲ့အယုတ်ဆိုးအောင်တော့မလုပ်ကြနဲ့လှတော့လှအဝတ်ဝတ်တယ်ဆိုတာဟာဒီခန္ဓာကိုယ်ရဲ့ကျန်းမာရေးကိုထောက်ကူပြုပြီးတော့ကြည့်ပြရှုပြဖြစ်အောင်ဆင်မြန်းကြတယ်လူမှာအဝတ်တောင်းမှအကွတ်လို့ပြောကြရုပ်ဆိုးတဲ့လူတောင်းမှဝတ်စားဆင်တတ်လို့ရှိရင်ချောမောလှပလာတယ်ဒီလိုဆိုလိုတာပေါ့အဲ့ဒါကြောင့်မို့မြန်မာအမျိုးသမီးတွေဝတ်တဲ့စားတဲ့အခါမှာအမျိုးသားရောအမျိုးသမီးရောပေါ့အမျိုးသမီးကြီးကွက်ပြောလို့မဖြစ်ဘူး naked style ထိအောင်တော့မသွားကြပါနဲ့လို့တော့ပြောရမှာဘာကြောင့်လို့ဆိုရင်လုံးလုံးချုံချုံတော့ဝတ်မှဖြစ်မှာပေါ့ဝတ်ကြတဲ့ကလုံခြုံမှုအတွက်ဝတ်ကြတာလေဒါကြတော့အဲ့ဒီ naked style နဲ့ဆိုလို့ရှိရင်တော့အဝတ်စားကုန်တက်တာသွားလိုက်ပဲတွေ့ကြတာအတိပ္ပယ်ကဘာလို့ဆိုရင်ကာမဂုဏ်အာယုန်စိတ်တွေကိုနှိုးဆွတယ်လို့ဖြစ်တဲ့အဝတ်